တော့ဖျားရှိတဲ့အကြောင်းကိုနည်းနည်းပါပါဝေညာချင်တယ်ဆိုတော့ဒီနေ့ရှင်ပြန်ထားမျိုးတော်နေမှာရောက်ကိုချင်းမွန်းဖို့ရပုပဲဖို့ရတဲ့ကြွလာတော့ရောက်ရှိတာကိုဖျားတင်ကောင်းရှိပေးပါစေ။နေ့ဆရာဟောချင်တာကတော့ကျွန်တော်ကျန်းစာပူတွဲပြီးတော့ဖတ်မယ်။နံပါတ်1အနေနဲ့ကတော့ကပ္ပဦးကျအခန်းကြီးကိုကျွန်တော်ဖတ်မယ်။ပြီးမှရှင်ကျော်အခန်းကြီးပြီးတော့ပြရတဲ့ကျန်ကျွန်တော်အဲ့ဒါ3 point စလုံးထဲမှာဘုရားသခင်ရှိတဲ့အကြောင်းပေါ့နော်။ကူးပွေတင်းနဲ့ကူးပွေထဲတဲ့ဘုရားသခင်ရှိတဲ့အကြောင်းပေါ့နော်။ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းပြီးတော့ပန်တအောက်ဆိုတဲ့ဘုရားသခင်ဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့ကသင်ယူမှာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ဒီခရိယာနေရအသုံးနေတဲ့ကပ္ပဦးကျန်ဆိုတဲ့ကျန်ပိုက်မှာပါတွေ့တယ်ဆိုတော့အစအဦးနဲ့ဘုရားသခင်ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏တဲ့ဆိုတော့ဒီကပ္ပဦးကျန်မှာအစအဦးနဲ့လည်းကြီးထားတဲ့အခါမှာဟိုမှာကျွန်တော်တို့ဘယ်ကိုတော့မလဲဆိုတော့ယောဟန်အခန်းကြီး1ကိုကျွန်တော်တို့ဆက်တွေ့တဲ့အခါမှာဘာတွေ့လဲဆိုတော့ရှင်ယောဟန်အခန်းကြီး1အငယ်1ပါဘောနော်အရာတူတယ်ကပ္ပဦးကျန်အခန်းကြီး1အငယ်1မှာအစအဦးနဲ့ဘုရားသခင်ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏တဲ့ယောဟန်အခန်းကြီး1ငယ်1မှာအစအဦးနဲ့နောက်ကပတ်တော်ရှိ၏နောက်ကပတ်တော်ဒီဘုရားသခင်နဲ့အတူရှိ၏နောက်ကပတ်တော်ဒီလည်းဘုရားသခင်ဖြစ်တော်မူ၏သူကနောက်ကပတ်တော်ဒီအစအဦးနဲ့ဘုရားသခင်နဲ့အတူရှိတော်မူ၏အငယ်7မှာနောက်ကပတ်တော်ဒီလူစားတိကိုခံယူပဲဆိုပြီးတော့ဒီရှင်ယောဟန်အခန်းကြီး1ငယ်1ထဲမှာအခန်းကြီး1မှာတော့တွေ့ကြရတယ်ဆိုတော့ဒီနေ့ဆရာပြောချင်တာကဒီလောကကိုဖန်ဆင်းတဲ့ဘုရားသခင်ဆိုတာရှိတယ်ဆိုတာသိချရတယ်။အဲ့ဒီဘုရားသခင်အသက်လက်ရှင်တဲ့ဘုရားဖြစ်တယ်။တကူလေးရှိတဲ့ဘုရားလည်းဖြစ်တယ်။ဆိုတော့ဒီကျွန်တော်တို့မှာဒီလောကမှာလို့ပြောမှာပေါ့နော်။ကပ္ပမေကြီးမှာကျွန်တော်တို့ဘာသာကဘုရားကိုပြုတ်ကြတယ်။အဓိကတော့ကျွန်တော်တို့မှာဘာသာအကြီးကို5မျိုးလို့ပြချတာနံပါတ်1မွတ်စလင်နံပါတ်2ခရစ်ယာန်ဘောနော်ပြီးတော့ဟိန္ဒူဗုဒ္ဓစ်ပြီးတော့ကွန်မြူနစ်ဒီ5ပါးဒါကကမ္ဘာပေါ်မှာကြီးဆုံးဖြစ်တယ်နော်ဗုဒ္ဓစ်ဟိန္ဒူကွန်မြူနစ်ခရစ်ယာန်ပြီးတော့မွတ်စလင်ဒီ5ခုကကမ္ဘာပေါ်မှာကြီးဆုံးဘာသာတွေဖြစ်တယ်ဒီဘာသာတွေကဘုရားသူတော်မှာရှိကြတယ်ဥပမာကပုရဘာသာကကျွန်တော်သင်ကြားပြဖို့ဓမ္မပဲဆိုပြရတော့ကျွန်တော်တို့ခရိယာတွေကတော့ဘာကူဘုရားနာမိုက်ကကျွန်တော်တို့ကဂျဟောဗာလို့ခေါ်လဲရတယ်အေလိုဟင်ခေါ်လို့လည်းရတယ်ဂျဟောဗာဆိုတာကပင်တိတရားခေါ်တာနော်ပင်တိကဝေမရှိလို့ရဲနေခေါ်တော့တာအမှန်တော့ဒီဘူဟေဘေစကားနဲ့ဆိုတော့အေလိုဟင်ပဲတရားသခင်ကပေါ့နော်ဆိုတော့အမျိုးမျိုးပဲဒါပေမဲ့ဟိန္ဒူကတော့ဘုရားကသူ့ထောင်တော်ရှိတယ်အများကြီးပဲဟိန္ဒူကမွတ်စလင်ကနော်မွတ်စလင်ကလည်းအာလာဘုရားပေါ့အဲ့လိုမျိုးတွေရှိတယ်ဆိုတော့အဲ့ဒီဘုရားမှာကျွန်တော်တို့သူတို့ပတ်ကြားစားလေးရှိကြတယ်နော်ကျွန်တော်တို့လူကြားစားလေးရှိကြတယ်ဒါပေမဲ့တော့ကပတ်တော်ဘယ်ဖြစ်ဖြစ်ဘေးဘာသာမစုသူတို့လက်ခံတဲ့ဘုရားကပါလေဆိုတော့ဘုရားဆိုတာတဲ့နော်အသက်ရှင်တော့ဘုရားဖြစ်ရမယ်ဆိုတာကတော့ဘေးဘာသာမစုမြင်ပေလို့မရဘူးလက်ခံတယ်အဲ့ဒါကြောင့်ပဲသူတို့ဘုရားလက်သက်ရှင်တယ်လို့ပဲသူတို့ဆိုကြတာကိုကျွန်တော်ဘုရားကအရာအလုံးကိုတဆွမ်းတယ်ကျွန်တော်ဘုရားကကျွန်တော်ကုပေဆိုတော့ဘုရားကကျွန်တော်တို့ကိုဘာမှမလုပ်ပေးနိုင်တယ်ဆိုတော့သူတို့မှယူကြည့်ချက်အဲ့ဒါသူတို့ဘာသာသူကိုကြတာပေါ့နံပါတ်2မှာပါတယ်ဆိုတော့အဲ့ဒီဘုရားဟာသင်္ခါရအရာပေါ့နော်သင်္ခါရနော်မပြောင်းလဲတော့ဘုရားပြရဘုရားဆိုရင်မပြောင်းလဲတော့ဘုရားပြရနံပါတ်3အနေနဲ့အပြစ်မရှိတော့တဏှာကင်းတော့တဏှာအောင်သူပြရမယ်ပေါ့နော်နံပါတ်4မှာပြောလဲဆိုတော့မာနကိုအောင်မြင်တော့သူပြရမယ်နံပါတ်5မှာဆိုတော့တေးချင်းကိုအောင်တော့သူပြရမယ်နံပါတ်6မှာအရာအလုံးကိုတဆွမ်းတော့အရာအလုံးကိုဖန်ဆင်းတော့သူပြောပြရမယ်နံပါတ်9မှာအရာအလုံးကိုကြည့်ကျွမ်းတော့ပြရမယ်အဲ့ဒီဘုရားခုနှစ်ချက်မှာကျွန်တော်တို့ဘုရားကျန်တဲ့ဘုရားကိုဆရာမပြောတော့ဘူးနော်ကျွန်တော်တို့ကူးကွယ်နေတဲ့ဘုရားဟာကျွန်တော်တို့ဒီနေ့အချိန်ဒီကူးကွယ်နေတဲ့ရှိကူးနေတဲ့ဘုရားဟာဒီအချက်ကိုပြည့်စုံနေတဲ့ဘုရားဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကျမ်းစာအဖြစ်ကြည့်ရှာတယ်ဘုရားတင်တာရုပ်ကြည့်ပါစေကျန်တဲ့ဘုရားကြီးတွေကတော့မပြောင်းလဲလားမပြောင်းလဲဘူးလားဆရာမသိဘူးအသက်ရှင်လားမရှိဘူးလားကျွန်တော်မသိဘူးအပြစ်ရှိလားမရှိဘူးလားမသိဘူးမာနကိုအောင်လည်းမသိဘူးတေချင်းကိုအောင်မြင်လားတော့လည်းမသိဘူးနော်ဥပမာဆိုတော့ဘုရားတော်မှာဘုရားကတော့
တေချင်းမောဘူးဘောရှင်ပြမထမ်းဘူးဘောဒါပေမဲ့ကျန်တဲ့အဲ့ဒီဘာသာကျန်တဲ့လေးငါးရဲ့ဘာသာရဲ့ဖျားကိုဒီနေ့ဆရာဟောရှင်တာမဟုတ်ဘူးကျွန်တော်တို့ကူးပွင့်နေတဲ့ယေရှုခရစ်တော်ကူးပွင့်ဘုရားသခင်ကူးပွင့်နေတဲ့ခရိယာနေရဲ့ဖျားပေါ့နော်ခရိယာဖျားလို့ပြောတယ်ကပါလေဆိုတော့အဲ့ဒီအကြောင်းကိုပဲကျွန်တော်ပြောချင်တာဇေရမြအခန်းကြီး23အငယ်23မှာပြောတယ်ဆိုတော့ဘုရားသခင်ဟာတဲ့ omnipresent ဖြစ်တယ်နေရာတကာမှာရှိတဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာအဲ့ဒီဘုရားသခင်ဟာကောင်းကင်မှာနေပြီးတော့တဲ့မေကြီးမှာရှိတဲ့အရာတွေအားလုံးကသူ့ရဲ့အလိုတော်အတိုင်းအကုန်လုံးကိုသူကနေကပ္ပမေကြီးမှာသူကပြည့်ရှင်းနေတယ်နော်ကောင်းကင်မှာလည်းပြည့်တယ်ဒီမေကြီးမှာလည်းပြည့်ရှင်းဆိုလိုချင်တာက omnipresent ဆိုတာကမရှိတဲ့နေရာမရှိကျွန်တော်အလုံးလုံးတဲ့နေရာမှာလည်းဘုရားသခင်ရှိတယ်ဝိညာဉ်တော်ကကျွန်တော်တို့စီမှာပါတယ်ဒီဘုရားတော်ရဲ့မဟုတ်ဘူးနော်ကျွန်တော်တို့ခင်ဗျာဘုရားကကျွန်တော်တို့ခင်ဗျာဘုရားကကျွန်တော်တို့ယုံကြည်နေတဲ့ဘုရားကထူးဆန်းတာကကျွန်တော်တို့အင်တာတို့တက်တဲ့ချိန်မှာလည်းရှိတယ်ကျွန်တော်တို့အရက်တောက်တဲ့ချိန်မှာလည်းကျွန်တော်ဘုရားသူရှိတယ်နော်ကျွန်တော်တို့ဘုရားစကားပြောနေတဲ့ချိန်မှာလည်းဘုရားသခင်ကကျွန်တော်တို့မြင်တယ်အေးကျွန်တော်တို့ဘုရားက omniscience နော်အရာအလုံးကိုတက်ဆွမ်းလာတဲ့လက်ပြလေးဖြစ်တယ်ဆိုတာဟာဟေဆယအခန်းကြီး40အငယ်23မှာလည်းပြောလဲဆိုတော့အရာအလုံးဟာတိကျွမ်းတာနဲ့ဘုရားလည်းဖြစ်တယ်နော်နေရာတကာမှာရှိတဲ့ဘုရားကမကပဲနဲ့အရာအလုံးကိုတိကျွမ်းတာနဲ့ဘုရားလည်းဖြစ်တယ်ပြီးတော့ omnipotent လို့ပြောတယ်အရာအလုံးကိုလည်းတက်ဆွမ်းတာနဲ့ဘုရားအရာအလုံးကိုလည်းတက်ဆွမ်းတာနဲ့ဘုရားဖြစ်တယ်သူကအဘိတင်ခါရဘုရားဖြစ်တဲ့အတွက်ကြောင့်ဟေဘဲလူတော့ sorry ဘာသာကနေပါပြောလဲ alpha နဲ့ omega ဖြစ်တယ်ကျွန်တော်တို့ဘာမှလို့ပြောမယ်ဆိုတော့အစနဲ့အဆုံးဖြစ်တယ်နော်ဆိုတော့ကျွန်တော်တို့ခုနကပဲဖြစ်သွားတဲ့ထဲမှာအစအဦးနဲ့လောကပတ်တော်ရှိအဲ့ဒီလောကပတ်တော်ဒီဘုရားသခင်နဲ့ပြီးရင်ဘုရားသခင်နဲ့တူတူပြီးရင်အဲ့ဒီလောကပတ်တော်ဒီလူစားတိကိုခံယူပြီးတော့အီမာနွေလာလို့အမေပေးထားတယ်အီမာနွေလာဆိုတာကဘုရားဒီကျွန်တော်တို့နဲ့အတူရှိတယ်တဲ့အဲ့ဒီမတန်ကြီးမှာဂျေရုဆလင်ကပြောလဲဆိုတော့အစအဦးနဲ့ဘုရားသခင်ဒီကောင်းကင်နဲ့မြေကြီးကိုပါတင်ထားပြီးတို့ပြောထားတယ်ဆိုတော့အဲ့ဒီဘုရားသခင်ကအစအဦးနဲ့ဘုရားသခင်ရှိတယ်တေချေနာထောင်းတော့တေချေနာမထောင်းရင်တော့လွေတော့မှာနော်အစအဦးနဲ့ဘုရားသခင်ရှိတယ်အဲ့ဒီဘုရားသခင်ကပဲအစအဦးကလည်းကောင်းကင်နဲ့မြေကြီးကိုပါတင်ထားတယ်ဒါဆိုရင်အဲ့ဒီကောင်းကင်နဲ့မြေကြီးမှာဖန်ဆင်းခင်ကလေးကဘုရားသခင်တော်ရှိတာဖြစ်တယ်အဲ့ဒီဘုရားသခင်ကဘေးချင်းမှာစတင်ခဲ့တယ်လေဘေးချင်းကတည်းကဘုရားသခင်ရှိတယ်လေဆိုတာကိုဘယ်သူကမှမသိနိုင်ဘူးအဲ့ဒါမသိနိုင်တဲ့ဟာကိုအတော်ဖွေဘုရားသခင်ဖြစ်တဲ့ကြောင့်ဟာလေလုယာအဲ့ဒါကြောင့်ဘုရားသခင်ကဘေးချင်းမှာစတင်ခဲ့တယ်လေဆိုတာတော့မသိဘူးအဲ့ဒါကိုလေ eternal past ကိုခေါ်တယ်ဆဲလွင်ခဲ့ပြီးတော့အရာမှာဘယ်နဲ့လေဘယ်နဲ့လားလေဆိုတာဘယ်သူမှမသိဘူးတိရကတော့ဘုရားသခင်ကကျွန်တော်တို့လူကြီးချင်းမှာနှုတ်ကပတ်တော်အဖေပေါ်တော့ revelation လောက်လာတဲ့ချိန်မှာဘောင်းကင်းမေကြီးကိုဖန်ဆင်းလာတဲ့ချိန်ကနေစပြီးတော့အော်ထာဝရဘုရားရှိတယ်ဆိုတာကျွန်တော်အခုနပြောထားတဲ့မပြောလေတဲ့ဘုရားအသက်ရှင်တော်ဘုရားဖန်ဆင်းရှင်ဘုရားမာနကိုအမြင်တော်ဘုရားထာဝရအသက်ရှိနေတော်ဘုရားအရာအလုံးကိုတဆွမ်းတော်နေရတကမှာရှိတော်ဘုရားဟာဘောင်းကင်းမေကြီးကိုဖန်ဆင်းတဲ့အတွက်ကြောင့်အဲ့ဒီဘုရားရှိတယ်ဆိုတာကျွန်တော်တို့ယုံကြည်တာဖြစ်တယ်အဲ့ဒီဘုရားဟာကျွန်တော်တို့ရှိမှဒီနေ့ဒီချိန်မှာအမေကကျွန်တော်တို့ရှိမှရှိတယ်အဲ့ဒီရှင်ယောဟန်အခန်းကြီး3ငယ်7မှာပါပြောလေအဲ့ဒီဘုရားသခင်ကဒီလောကသားလောကီသားမျိုးကိုချစ်တော်မူတဲ့အတွက်ကြောင့်သူ့ရဲ့သားတော်ကိုပေးသနာတော်မူ၏တဲ့သူ့ရဲ့သားတော်ကိုယူကြည်တော်သူပေါင်းတို့ဒီပြည့်စုံချစ်တော်မြောက်ထာဝရတဲ့သူရလိမ့်မယ်ရှင်ယောဟန်အခန်းကြီး3ငယ်7မှာတော့တာအဲ့ဒီဘုရားသခင်ကသားတော်ဘာပဲဖြစ်လဲဒီနေ့ကျွန်တော်ယေရှုလို့ခေါ်နေတဲ့ယေရှုခရစ်တော်ပဲသူဟာကောင်းကင်နဲ့မြေကြီးမတိုင်ခင်ကလေးကခမဲတော်ဖတ်ရတဲ့အတူတူတည်ရှိတယ်နောက်ကပတ်တော်အတူတူရှိတယ်အဲ့ဒီနောက်ကပတ်တော်ဟာကျွန်တော်ဒီနေ့ချက်ပိတ်ခံပေါ့ပဲနဲ့လူစားတိကိုခံယူပြီးတော့ကျွန်တော်တို့ရှိမှရှိနေတဲ့ယေရှုခရစ်တော်ဟာဘုရားသခင်ရဲ့သားဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒီမှာကလည်းထာဝရတဲ့ကိုရပါစေဘာဖြစ်လို့ထာဝရတဲ့ရှိခဲ့တယ်ဘာဖြစ်လို့ထာဝရငရေရှိခဲ့တယ်ဆိုလိုချင်တာကကျွန်တော်တို့ဒီနေ့ချက်မှာဖတ်ပြောတာကရှင်မသေးချက်မှာဖတ်ပြောတာကထာဝရငရေဆိုတာဘုရားသခင်ကိုမယုံကြည်တဲ့လူကြီးနော်စာတန်မာနရဲ့အပေါ်ပေါ်တဲ့ဖန်ဆင်းထားတာဖြစ်တယ်ဘုရားသခင်
ကကျွန်တော်တို့ကိုဖန်ဆင်းတဲ့ခေတ်မှာဒီမှာကျွန်တော်တို့ရဲ့ကပောက်ချက်ခန်းတီမှာပထမနေ့မှာပါဖန်ဆင်းခဲ့တဲ့အလေးကိုပြည့်စေပါဘုရားရဲ့ကောင်းကင်ရဲ့ကိုဖန်ဆင်းတဲ့ချိန်မှာပုံတရာမရှိနော်မောင်မိတ်တော့အစစ်မရှိတော့မောင်မိတ်တော့ဖုန်ရချပြီးရှင်းတယ်မေကြီးပုံမှာပထမဆုံးဘုရားရဲ့ကအလေးဖြစ်စေတော်မူပါလို့ပြောတာအဲ့ဒီအလေးဟာယေရှုခရစ်တော်ဖြစ်တယ်ဆိုတာကဒီယောဟန်ဟာကြည့်ပြီးမှကျွန်တော်ဖတ်တော့တဲ့ကြံပက်ခဲ့မှာနော်အဲ့ဒီခရစ်တော်အဖြစ်နောက်ကပတ်တော်အဖြစ်တာနဲ့အရာအလုံးကိုဖတ်ရှင်းပြီးတော့သူကတည်းကလောကကိုအလင်းပေးတယ်ဆိုပြီးတော့ပြောထားတဲ့အတွက်ကြောင့်ဒီအမောသူကိုဘုရားတခင်ကအလင်းဖြစ်စေပါဆိုရတာသူ့ရဲ့တာတော့အလင်းကိုကြည့်ပြတယ်နံပါတ်2မှာမူကောင်းကင်နဲ့ဖန်ဆင်းထားတယ်နံပါတ်3မှာခရစ်စာနဲ့ဖန်ဆင်းထားတယ်ပေါ့နော်နောက်ဆုံးတော့ချွန်တဲ့နေမှာဘုရားတခင်ကလူကိုဖန်ဆင်းလာတဲ့အချိန်မှာကျွန်တော်တို့နဲ့အတူနော်ကျွန်တော်တို့ပုံသဏ္ဍာန်နဲ့အတူလူကိုဖန်ဆင်းတော့မယ်လို့ပြောထားတယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့အားလုံးကြီးဟာဘုရားတခင်နဲ့တူတယ်ဘုရားသခင်ကသူ့ပုံသဏ္ဍာန်နဲ့ဖန်ဆင်းထားတဲ့လူသားတွေဖြစ်တယ်။အဲ့ဒါကြောင့်သူ့ရဲ့အသက်ကိုသူ့ရဲ့ဝိညာဉ်တော်ကိုကျွန်တော်တို့နှခေါင်းထဲမှာအသက်ကိုတွန်းလာတဲ့အချိန်မှာလူဆိုတာအသက်ရှင်တော်တတ်တော်ဖြစ်လာတယ်ဆိုတာကျွန်တော်တို့စက်စာဖြစ်ခဲ့တယ်။ဆိုတော့ဒီနေ့ကျွန်တော်တို့ဘာလူမျိုးပဲဖြစ်ဖြစ်ဒီလောကမှာအသက်ရှင်နေတဲ့လူဖြူလူမဲအရက်စီရာရက်ပူရာထားအားလုံးလူသားတွေဟာဘုရားသခင်ကကျွန်တော်တို့ကိုချစ်တယ်။ဘာဖြစ်လို့လဲ။သူ့ပုံသဏ္ဍာန်နဲ့ဖန်ဆင်းထားတာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အသက်ကိုတာလည်းကျွန်တော်တို့ဝိညာဉ်တော်မှာဘောဓထားတဲ့အတွက်ကြောင့်လူသားတွေအားလုံးကိုဘုရားကချစ်ချင်းမတတ်တဲ့ကျွန်တော်တို့မဂ္ဂင်ဆောက်ချက်ပဲဆိုတော့အဲ့ဒီဖန်ဆင်းခြင်းဘုရားကိုမယုံကြည်တော့သူဟာအဲ့ဒီဖန်ဆင်းခြင်းဘုရားကိုမသိတော့သူဟာအဲ့ဒီဖန်ဆင်းခြင်းဘုရားကိုလက်မခံတော့သူဟာထာဝရငြိမ်ကိုကြွားရတယ်ရှိဒါဆိုရင်ကျွန်တော်တို့ဒီဘုရားကိုကျွန်တော်တို့ဘယ်လိုကြည့်နိုင်မလဲဆိုတော့ရောမအခန်းကြီး1ထဲမှာဘယ်လိုပြည့်ကြည့်ထားတယ်ဆိုတော့နော်ရောမအခန်းကြီးအငယ်16မှာပါရေးထားတယ်ဆိုတော့တမန်တရားကိုအတမဖြစ်ဒါရှိနေဆက်တော့သူတို့ပြုတ်တော့ဘုရားမဲ့နေတော့အမှုတရားကိုကျိုးလွန်ချအမှုအမျိုးမျိုးကိုတစ်ဖက်နဲ့ဘုရားသခင်နဲ့အမျက်တော်ကြီးကောင်းကင်မှာထင်ရှားတဲ့ရှိကဲအဘေကြောင့်ဒီဟူမူကတည့်တော့ဘုရားသခင်ရဲ့အကြောင်းအရာကိုသူတို့ကထင်ရှားတဲ့ရှိဘုရားသခင်ဒီသူပြောတတ်တော်မူသောနော်အဘေကြောင့်ဒီဟူမူကအရှိတော်မူသောအရာကိုထောက်ဆုတဲ့ပင်ထာဝရတခုနဲ့ထာဝရဖြစ်တည်ခြင်းဟူသောမြတ်မီရတော့ဘုရားမြတ်မီရတော့ဘုရားဤအရာတို့ဒီကပါတီစကာလမှာဆိုင်ပဲထင်ရှားတဲ့ရှိချက်ဤဘာပြောချင်လဲဆိုတော့နော်ဘုရားသခင်ကလူတွေကမမြင်နိုင်ဘူးနော်ဘုရားသခင်ဝိညာဉ်တော်ဖြစ်တဲ့အတွက်ကြောင့်လူတွေကမမြင်နိုင်ဘူးဒါပေမဲ့ဘုရားသခင်ရှိတဲ့ဆိုတာဟာကသူ့ရဲ့ဖန်ဆင်းထားတဲ့zeလကပါကအစနော်ဒီဖန်ဆင်းခြင်းဘုရားရှိတဲ့အကြောင်းကိုဒီသူဖန်ဆင်းထားတဲ့အရာတွေအားလုံးကပေါ်ပြပြီးသားဖြစ်တယ်ဆိုတော့ဘုရားကိုမသိရင်တော့မှဒီအရာတွေအားလုံးဟာဖန်ဆင်းရှင်တော့ရှိရမယ်ဆိုတဲ့ဟာကိုသိရမယ်အဲ့ဒါမသိဘူးဆိုတော့ဘုရားကိုမယုံကြည်တာနဲ့တူတူပဲဆိုတော့ဘုရားတခင်ကဘသူကယုံကြည်ခဲ့တယ်လဲဆိုတော့ဒီဟာတွေကဘုရားခင်ဖန်ဆင်းထားတာပဲကောင်းကင်နဲ့မြေကြီးနော်နေရကပါရီဖန်ဆင်းရှင်ပြရမယ်ဆိုတဲ့ကိုသိတဲ့သူကိုဘုရားတခင်ယုံကြည်တဲ့သူဆိုလိုချင်တာကအဗြဟံလည်းဒီလိုပဲသူ့အဖေကရုပ်တုကိုဖန်ဆင်းထားတယ်တဲရကရုပ်တုကိုပဲသူပဲဒါပေမဲ့အဗြဟံကပါတိလေကျွန်တော်အဖေကဒီရုပ်တုကိုဖန်ဆင်းပြီးမှဒီရုပ်တုကိုအဖေကပဲမွန်းမှပြီးမှကောင်းကောင်းစင်းတော့ပြီးမှကောင်းကောင်းထိုင်ခန်းနေရက်ခတ်တဲ့ဟာတွေလည်းရှိတယ်ထိုင်ခန်းတဲ့ဟာလည်းရှိတယ်ဒါပေမဲ့အဖေကသူ့ဟာသူရုပ်တုကိုဖန်ဆင်းပြီးမှသူ့တူတာတော့ပြီးတော့ကူးပွဲတာဒီဟာချင်းမရှိဘူးလေအဗြဟံကတည်တယ်အမှန်ဆိုရင်အဖေဖန်ဆင်းထားတဲ့ရုပ်တုတွေကဖန်ဆင်းခြင်းအဖေကိုကူးပွဲရမှာဆိုတော့အဖေကူးပွဲတဲ့ရုပ်တုဟာလုံးဝဖျားလည်းမဟုတ်တာဘူးဒီရုပ်တုဟာနားရှိတယ်မကြားနိုင်ဘူးမျက်စိရှိတယ်မမြင်နိုင်ဘူးပတ်သက်ရှိတယ်စကားမပြောနိုင်ဘူးဆိုတော့အဖေကူးပွဲတဲ့အာဟာပါတော့ဒီဆိုတော့အဖေကရုပ်တုကိုဖန်ဆင်းပြီးတော့ကူးပွဲခဲ့တယ်လို့ကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဖျားရှိရမယ်လို့အဗြဟံကတရိယာလာကောင်းကင်မြေကြီးကိုကြီးလိုက်တယ်ဒီအရာတွေအားလုံးကိုဖန်ဆင်းတဲ့ဘုရားတော်ရှိမှာပဲအဲ့ဒါကိုကျွန်တော်တို့ကပူးပွေတင်တယ်အဲ့ဒါကိုကျွန်တော်တို့ကချင်းမွန်းတင်တယ်အဲ့ဒါကိုပဲကျွန်တော်တို့က
ယုံကြည်တဲ့နဲ့ဆိုပြီးတော့အာဗြဟံကသူ့စိတ်ထဲမှာသူ့ဟာသူပေါ်လာလိုက်တယ်အဲ့ဒီချိန်မှာအာဗြဟံကပြောတယ်ဖယားသခင်ကသူ့ကိုပြောတယ်မိဘအင်ကိုဆွတ်လွတ်ပြီးတော့ငါပြတ်မဲ့နေရကိုသွားပါလို့ဘုရားသခင်ကအာဗြဟံကိုပြောလိုက်တယ်ဆိုလိုချင်တာကလူတွေကဖန်ဆင်းထားတဲ့အရာကလုံးဝမကူကွယ်တဲ့မကူကွယ်တဲ့ဘူးဆိုလိုချင်တာကဖန်ဆင်းခြင်းကိုသာကူကွယ်တဲ့နဲ့ချေမှုတဲ့နဲ့ဝတ်ဖို့တဲ့နဲ့ဆိုရကိုရောမအခန်းကြီးတွေမှာရှင်းပြလို့ပြောထားတယ်ဆိုတော့ဒီနေ့ဒီချိန်ကမှာဘုရားမသိတဲ့လူတွေရှိမှကျွန်တော်တို့ကတရားဟောဖို့ဘုရားကိုမယုံကြည်တဲ့လူတွေမှာဘုရားဖန်ဆင်းခြင်းဘုရားရှိတယ်နော်အသက်ရှင်သောဘုရားဖြစ်ရှိတယ်ကျွန်တော်တို့ကိုကယ်တင်သောဘုရားရှိတယ်ကျွန်တော်တို့ကိုပင်နေရိတ်ကနေလွတ်မြောက်နိုင်အောင်ကယ်လွတ်တော်ပြတ်နေရှိတယ်ဆိုတာကိုကျွန်တော်တို့ကနှုတ်အဖြစ်တော်လို့ကောအသက်တာအဖြစ်လို့ကောကျွန်တော်တို့သူ့မြောက်ကိုဖွင့်ပြဖို့ကအကြီးကြီးတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘုရားရဲ့မှာချက်မှာကျွန်တော်တို့ပြိခဲ့တယ်ဆိုတော့ကာယကံဝစီကမနောကဆိုတာရှိတယ်နော်ကျွန်တော်တို့ဘာသာစကားပုံမှာကာယကံဝစီကမနောကဆိုတာရှိတယ်လူသားကတနေ့အသက်ရှင်နေတဲ့ချိန်မှာကာယကံဝစီကမနောကနဲ့ဘယ်သူမှကြည့်ပေါ်လို့မရဘူးဘာသာတရားကတော့လူတွေကဖျားကိုလိုက်ရှင်ကြတယ်အဲ့ဒါမှကိုချတာဘာသာတရားကတော့ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းအဖြစ်ကောင်းမှုကုသိုလ်ကျိုးစားပြီးကောင်းသောအလုပ်ကိုလုပ်ခြင်းအဖြစ်ဖျားစိတ်တော်ကိုထိထွေးဖို့ရတဲ့ဘာသာတရားကအမေရိကန်ကျိုးစားတယ်ဒါပေမဲ့ကျွန်တော်တို့ဖျားကလူတွေကမသိခင်ကသူကပဲကျွန်တော်တို့ကိုလိုက်ရှယ်တယ်လူတွေကသူ့ကိုချစ်ချင်းမတ်တာမပြတ်ခင်မှာသူကပဲသူ့ရဲ့ချစ်ချင်းမတ်တာကိုကျွန်တော်တို့ပြတယ်ကျွန်တော်တို့ကိုချဲတာကဘာသာတရားကလူကဖျားကိုလိုက်ရှယ်တယ်ဒါပေမဲ့ကျွန်တော်တို့ခရိယံဖျားကတော့ကျွန်တော်တို့ကိုအဲ့ဒီဖျားကကျွန်တော်တို့ကိုလိုက်ရှယ်တာဖြစ်တယ်ဟာလေလုယာအဲ့ဒါတော့အသက်ရှင်ခြင်းဆိုတာကအဲ့ဒီကလည်းစတင်တာဖြစ်တယ်ဘုံကုသိုလ်လုပ်ခြင်းအဖြစ်မဟုတ်ဘူးစုတော်ခြင်းအဖြစ်မဟုတ်ဘူးဘေးကခြင်းအဖြစ်မဟုတ်ဘူးဒီနေ့ကျွန်တော်တို့ဖျားကြောင်းလာပြီးတော့ဖျားကိုချီးမွမ်းတာဝတ်ပြုတာကုကွယ်တာဆိုတာကနော်ဘဝမှာထာဝရအတ္တရဖူးလည်းမဟုတ်ဘူးနော်ဒီလောကမှာချက်တာဖူးလည်းမဟုတ်ဘူးနော်ဒီမလေးရှားမှာအလောက်တော်ရဖူးလည်းမဟုတ်ဘူးနော်ဒီနေ့ဖျားချီလာပြီးတော့လာချီးမွမ်းတာဖျားကိုလာကုကွယ်တာဖျားကိုလာဝတ်ပြုတာနော်ကောင်းချီးမင်္ဂလာခံစားရဘူးမဟုတ်ဘူးနော်အဲ့ဒါလေးကိုတတိထားစေခြင်းနဲ့ဒါဆိုမှပြီးတော့ကျွန်တော်တို့ဖျားကိုလာကုကွယ်ခဲ့တယ်လေဘာဖြစ်လို့ဖျားထံမှာလာပြီးတော့ဆုတောင်းခဲ့တယ်လဲဘာဖြစ်လို့ဒီမှာလာပြီးတော့ဖျားကိုဝတ်ပြုခဲ့တယ်လဲဆိုတော့ကျွန်တော်တို့ကအသက်ရှင်ကိုပေးတဲ့အတွက်ကြောင့်ဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကိုနေ့စဉ်နဲ့စားတော့နိုင်ရအစားကိုလည်းချက်ပေးတနာတော်မူရဲ့နေ့စဉ်နဲ့လူတဲ့ဝတ်အစားကိုလည်းဖျားတင်ကကောင်းချီးပေးတနာတော်မူရဲ့ကျွန်တော်တို့နေ့စဉ်နဲ့၃နိုင်၃ရမယ်ပိတ်ဆက်ကိုလည်းဖျားတင်ကကျွန်တော်တို့ပေးထားတယ်အဲ့ဒါကြောင့်ဆိုလိုချင်တာကကျွန်တော်တို့ဒီဟာလာမဲ့အနာဂတ်အတွက်မဟုတ်ပဲနဲ့လွင်ခဲတဲ့ဖရာသခင်ချစ်ချင်းမတ်တာကိုခံစားပြီးတော့ကောင်းချီးမင်္ဂလာရည်သွေးပြီးမှဖရာကိုချီးမွမ်းရမယ်ပါပဲ။ဒါပေမဲ့ဘာသာတရားကတော့ဘာလို့လဲ။သူတို့ရဲ့နောက်ဘဝပြီးခဲ့တဲ့အတိတ်ဘဝမဟုတ်ပဲနဲ့လာမဲ့ဘဝအတွက်သူတို့ဖရာရှိခိုးတာဖြစ်တယ်။အဲ့ဒါကျွန်တော်တို့ကိုချဲတာနော်။ကျွန်တော်တို့ကောင်းချီးမင်္ဂလာခံစားရဖို့မဟုတ်ဘူး။ခံစားရပြီးသားကောင်းချီးမင်္ဂလာအတွက်ဖရာကိုချီးမွမ်းရမှာ။ဟာလေလုယာ။အဲ့ဒါကြောင့်ဒီနေ့မှာလာတဲ့တာသမီးတွေကိုပြောပေးခြင်းနဲ့နေ့စဉ်နေ့ရက်တာမှာဘဝရဲ့အတိတ်ကာလကိုစဉ်းစားဖရာသခင်ဘယ်လိုကောင်းမြတ်ခဲ့တယ်ဖရာသခင်ခင်ဗျားတို့အပေါ်မှာဘယ်လိုကောင်းမြတ်ခဲ့တယ်ဆိုတော့ကိုစဉ်းစားပြီးတော့ဖရာသခင်ပေးခဲ့တဲ့အသက်ရှင်ခြင်းကောင်းခြင်းမင်္ဂလာကိုရည်ထွတ်ပြီးမှတာလေဖရာကအမေတိုက်ချီမှုတို့ဝတ်ပြုဖို့ပဲပို့ဖြစ်တယ်ဒီမနေ့တော့မလာပြီးတော့ကားပက်ကင်လက်ရှာဆာဝင်းနေရှိဟိုဘက်တော့နေပူတယ်မှာတော့သူလည်းမရှိနေတော့ဒီမှာဆရာကျောင်းကလာခေါ်တယ်သူလည်းမတွေ့နိုင်တော့ဘူးကျွန်တော်လာပေးမှရဲ့ရေးလိုက်နော်ဆာလာကဲနော်အနေစု300ရောရမယ်ဒီမနေ့တော့မပတ်တိပက်တော့လို့150ဆရာလာမှရောက်တော့စိတ်ပူနေတဲ့ချိန်မှာဆရာကျောင်းလည်းရောက်လာတော့ကျွန်တော်တို့မက်ဆီအမီမှာပဲကားတရှိပြထွက်သွားတယ်ဆရာကနာမည်တော့အဲ့ဒီမှာတွေ့ချက်လို့ကျွန်တော်ပြောလိုက်တယ်ဘုရားတကယ်ဘယ်လိုကောင်းမြတ်ခဲ့တယ်အချိန်နိုင်ကွတ်တိမှာပဲနော်ကျွန်တော်ကားပက်ကင်ထူဖို့ကဘုရားတကယ်လာပြင်ပေးတယ်ဟာလေလုယာအဲ့ဒါကြောင့်နောက်တစ်ခါကားပက်ကင်တွေ့ဖို့ကျွန်တော်မဆူတော့ဘူးနောက်တစ်ခါကားပက်ကင်ရဖို့ကျွန်တော်ဘုရားကိုမချီးမွမ်းဘူးရပြီးသားအတွက်ဘုရားကိုချီးမွမ်းတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်နော်အလောကောင်းကောင်းရဖို့လာစားကောင်းကောင်းရဖို့ဘုရားကိုမချီးမွမ်းနဲ့ဆူးလည်းမတောင်းနဲ့ဘုရားသခင်ဒီနေ့ချင်းချင်းကျွန်တော်ကိုကူးကွယ်တယ်မဆားတယ်ကျွန်တော်ကိုကောင်းချီးမြတ်ချီးပေးခဲ့တယ်ဘုရားကိုမချီးမွမ်းမဲ့မနေမနေနိုင်ဘူးဘ
ပဲနဲ့မနေနိုင်ဘူးဆေးတော့တက်တာဘူးနော်ဖျားတခင်ကောင်းမချင်းကိုမင်းတန်ရှင်းချင်းပြီးတော့နှလုံးသွင်းပါဘာဖြစ်လို့လဲကျွန်တော်တို့ကတော့ဖျားတခင်ကထာဝရအသက်ကိုပေးပြီးသားဖြစ်တယ်ဟာလေလုယာဒီနေ့မှလာတဲ့ယုံကြည်သူသားတွေအားလုံးကထာဝရအသက်ကိုရပြီးသားဖြစ်တယ်ရဖို့ကျွန်တော်တို့သူစားဆက်ရှာနေမလို့နော်အဲ့ဒီထာဝရအသက်ကိုရဖို့ရတဲ့ကျွန်တော်တို့ဆုတောင်းချက်ပြင်လေကြတာမှာမဟုတ်ဘူးကျွန်တော်တို့မရနိုင်တဲ့ဟာကိုအဲ့ဒီဖျားကကျွန်တော်တို့အတွက်လေဝကတာမှာတေလာခံပေးတာဖြစ်တယ်အပိယအခါကတေချင်းလူသားရလုံးဝအပိတရနဲ့ကာယကဝရှိကမနောကနဲ့ဘယ်သူမှမกินနိုင်တဲ့အတွက်ကြောင့်တေရမယ့်အမျိုးအဲ့ဒီတေရမယ့်အမျိုးတွေယေရှုခရစ်တော်တာတော်တေခံပြီးပြီဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်တို့ထာဝရအသက်ရပြီးတော့ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ထာဝရအသက်ကိုရပြီးသားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဝိညာဉ်ကောင်းကင်နိုင်ငံတော်မှာရောက်ဖို့ရတဲ့ဒီဘုခန္ဓာတေမရပါလေဒါဆိုရင်ဆဝေလေးဒီမြတ်တဲ့တေတော့မလူချင်ဘူးကောင်းကင်နိုင်ငံတွဲချင်တာတွဲချင်တယ်ဒါပေမဲ့ဘုခန္ဓာတော့မတည်ချင်ကြဘူးအဲ့ဒါမဟုတ်လားအလုံးကျွန်တော်တို့ကောင်းကင်နိုင်ငံသွားမယ်ဖခင်တကယ်နဲ့သူထာဝရအသက်ရှိမယ်ဆိုတာအလုံးယုံကြည်လားယုံကြည်တဲ့ဆိုဒီမြတ်တဲ့တေချက်လေမတည်ချင်တေချင်လားမတည်ချင်ကြဘူးနော်ဟုတ်တယ်ဒါဆိုတော့ကောင်းကင်နိုင်ငံမတွဲချင်တဲ့သဘောတော့မဟုတ်ဘူးပေါ့နော်ဒီလောကမှာဘုရားသခင်ကအသက်ရှင်ခွင့်ပေးတဲ့အချိန်မှာအဲ့ဒီကောင်းကင်နိုင်ငံမတွဲတဲ့လူတွေကျွန်တော်တို့အသက်ရှင်ဖြစ်တယ်ဟာလေလုယာအဲ့ဒီကောင်းကင်နိုင်ငံမရောက်နိုင်တဲ့ဘုရားကိုမသိတဲ့လူတွေရှိမှာအသက်တာဖြစ်တော်လို့ကောနောက်ကပတ်တော်ဖြစ်တော်လို့ကောဘေးကချင်းအပြမတ်တာပြဖို့ကဘုရားသခင်ကျွန်တော်တို့မှလို့ရှိတယ်အဲ့ဒါကြောင့်ဒီနေ့ဗမာရီကပြောတယ်ကုတုတပေငရေတပိတ်တာဒါဆိုကာယကဝစီကမနောကနဲ့ဘယ်သူမှမกินနိုင်တဲ့လူတယောက်ကကုတုတနေ့ကုန်ကောင်းကုတုလောက်တော့မှတပေပဲရှိတယ်ဆိုနော်ငရေကဘယ်လောက်ရှိလဲတပိတ်တာရှိတယ်ဆိုတော့ဘယ်သူမှကိုမှုကုတုလောက်ချင်းအဖြစ်ဇူတော်ချင်းအဖြစ်ပေကချင်းအဖြစ်ဘယ်သူမှကောင်းကင်နိုင်ငံရောက်တာပဲလူတယောက်မှမရှိဘူးဒါပေမဲ့ဖခင်တခင်ကအဲ့ဒါပြောကြည့်တယ်ယုံကြည်ခြင်းနဲ့တာလေကောင်းကင်နိုင်ငံရောက်ရှိမှဖြစ်တယ်ဘာကိုယုံကြည်ရမလဲယေရှုခရစ်တော်ကအပိယခတ်တဲ့ခြင်းတရားကလည်းကျွန်တော်ကိုပြည့်ပြည့်သားဖြစ်တယ်ဆိုတာကိုနေ့စဉ်နဲ့အမြတ်အဲ့ဒါကိုသတိရပါကျွန်တော်ကျမတို့ရဲ့ပြုချင်းလုပ်ချင်းကောင်းချင်းမဟုတ်ဘူးဖခင်တခင်ကောင်းပေးခြင်းတာလေတာတော်ယေရှုခရစ်တော်ကိုပေးသနာတော်မူတဲ့အတွက်ကြောင့်အဲ့ဒီတာတော်ယေရှုခရစ်တော်ကကျွန်တော်ယုံကြည်ပြီးဆိုပြီးတော့လက်ခံမှတာလေကျွန်တော်ထာဝရတက်ကိုရမှာဖြစ်တယ်ကျွန်တော်ဘုရားကပါငါထားခဲ့တယ်လေလူသားတယောက်ဖြစ်ပြီဆိုရင်တာမန်လူသားတယောက်ဖြစ်ပြီဆိုနော်ဗာလဲငါပတ်တီလာကိုကြင်ကြင်ရမယ်ဗာလဲအဲ့ဒါတိကျလားငါပတ်တီလာဟမ်လူအသက်ကိုမတက်ရဘူးပါဠိပါလာဝေယပိတ္တောရတမရိယာမိအဒီနာဒါနာဟုတ်တယ်လူသက်မတက်ရဘူးသူကခုရဘူးသူမေဇဆရာအကျင့်မူတာစကားမပြောရဘူးဟုတ်တယ်တော်တယ်အရင်ကပူရလားမဟုတ်ဘူးတုတ်တော်မှာတရားရဆရာဟုတ်တယ်ရောက်တယ်ဟုတ်တယ်အဲ့ဒါကြောင့်နော်သူများသူကပါဠိနဲ့ပြောတယ်ကျွန်တော်ကဗမာလိုပြောတာပေါ့နော်အစကားနဲ့ပြောမယ်ဆိုရင်လည်းကြာပါစို့သူမြတ်တက်ကိုမတက်ရဘူးနံပါတ်1သူမြတ်ပစီမခူးရဘူးကာမမဆက်ဆံရဘူးနော်အခုနလူပြူရီနော်မြတ်မင်းရောက်တဲ့လူပြူရီမြတ်လက်ထက်ကြပါလို့ပြောတယ်နော်အဲ့ဒါလက်မထက်ခင်မှာကာမမတုံရဘူးနော်လူပြူရီတရိတရပါအဲ့ဒါဘုရားမှာလာမဟုတ်ချက်ဆောင်တာလေအဲ့ဒါဘုရားကလည်းပဲကနေကြူတာမသိဘူးနော်ပြီးတော့မဟုတ်မှစကားမပြောရဘူးနောက်ဆုံးမှာပါလေမူကြီးစေဝမတုံဆိုရဘူးလို့ပြောတာအဲ့ဒါကျင့်နာလားယေရှုခရစ်တော်ဘာပြောလဲကာမမဆက်ဆံရင်လို့ပြောတာနော်ဒါပေမဲ့ယေရှုခရစ်တော်ပြောလဲဒီကောင်မလေးကိုချောတယ်ကွာဒီအောင်ဆန်းကတော့နည်းနည်းခဏပဲသူရဲ့စိတ်ကိုယဉ်တော်မှာယေရှုဘာပြောလဲကာမအပိရှိတော်ပြီလို့ပြောတာဆိုတော့လူသားကကာယကံဝိစီကမနောကနဲ့ဘယ်သူမှမလွတ်မြောက်ဘူးနော်ဘယ်သူမှမလွတ်မြောက်ဘူးဘာပြောလဲသူများမရှိမခူးရကျွန်တော်ကျက်ဆံမှာဘာပြောလဲကုမိဘမရှိတဲ့ချိန်မှာနော်မိဘမတီးပဲနဲ့ထမင်းစားရတော့မှတကယ်တခုနဲ့သူပဲလေပြောတယ်နော်ရုပ်တုကုကိုရလို့ပြောထားတဲ့ချိန်မှာဘာပြောလဲလောဘကြီးချင်းဟာရုပ်တုကုကိုရတဲ့တူပဲဖြစ်တယ်ဆိုတော့လူသားတွေကကာယကံနဲ့အပြစ်မကျွလို့ရင်လည်းဝစီကံနဲ့ကျွလို့တယ်ဝစီကံမကျွလို့ရင်တော့မနောကံနဲ့ပဲလူတွေကအပြစ်နဲ့မကင်းကြဘူးဆိုတော့ဘာသာတရားကဘုရားကိုလိုက်ရှင်းတဲ့အချိန်မှာဘယ်သူကမှမလုံးနိုင်ဘူး။ဘာလဲနီလာပဲပေါ်ပြတာဖြစ်တယ်။ဟာလေလုယာဘာသာတရားကတော့နီလာပဲပေါ်ပြတယ်။ဒါပေမဲ့ခရိယာကတော့
ဖော်ပြတာမဟုတ်ဘဲနဲ့တကယ်ကြီးလောက်ပေးတာဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဟာအဲ့ဒီဖန်ဆင်းခြင်းဖျားကိုတည်တာကနော်အဲ့ဒီဖန်ဆင်းခြင်းဖျားကိုကိုယ်ကိုယ်ခွင့်ရတာအဲ့ဒီဖန်ဆင်းခြင်းဖျားကိုဝတ်ပြုခွင့်ရတာဟာဒီလောကမှာအကျဉ်းသားဆုံးဒီလောကမှာကံအကြီးကြီးဆုံးပေါ့နော်ဘယ်လိုပြောမလဲ lucky ပေါ့နော်ဒီလောကမှာကျွန်တော်တို့ကျမတို့ဒီနော်ဖခင်ရဲ့တာဖြစ်ခွင့်ရတာဟာကျွန်တော်တို့ရဲ့ကျူစာခြင်းလောက်ဆောင်ခြင်းမဟုတ်ဘဲနဲ့ယေရှုခရစ်တော်အဖြစ်တာဖြစ်တဲ့အတွက်ကြောင့်အခုနတခြင်းဆိုရတာပါလေယေရှုကြောင့်တန်အသက်ရှင်ခြင်းယေရှုကြောင့်တန်တခြင်းဆိုခြင်းကစားပေါ့နော်အားလုံးဟာယေရှုကြောင့်သာဖြစ်တဲ့အတွက်ကြောင့်လာမယ့်အနာဂတ်ကိုမမျှော်ပဲနဲ့လာမယ့်အသက်ရှင်များမမျှော်နဲ့နောက်မှာဖခင်သခင်ကပြုလုပ်ပေးတဲ့အရာတွေအလုံးကိုဆက်ခဲမှာမေတ္တာထားရှိဖို့ရန်ပြီးတော့ခုနချက်စာဖတ်ဆိုတဲ့အတိုင်းဖန်ဆင်းတဲ့အရာတွေအလုံးကဖခင်ရဲ့ဘုန်းတော်ကိုထင်ရှားခဲ့တယ်လို့ကျွန်တော်တို့တွေ့နေတဲ့အရာတွေအလုံးဟောဖခင်သခင်ကြောင့်ပဲဒီဟာရီယေရှုကြောင့်ပဲကျွန်တော်ဒီလိုသက်ရှင်ခွင့်ရတာဆိုတဲ့ကွာမိတန်တရိယာစီပြီးတော့ဒီလောကမှာသက်ရှင်ခွင့်ရပဲဖခင်သခင်ကကျွန်တော်တို့ကိုအလိုတော်ရှိတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်နေရှင်ဘဝတက္ကမှာစာဒီဖြစ်စေတောက်ဒီဖြစ်စေတွားဒီဖြစ်စေလာဒီဖြစ်တယ်ဖြစ်စေထာဝရဘုရားကျွန်တော်တို့နဲ့မေတ္တာပါရှိတယ်ကျွန်တော်တို့လုပ်နေတဲ့အရာတွေအားလုံးမှာသူ့ရဲ့ဘုန်းတော်ထင်ရှားဖို့ရတဲ့ကျွန်တော်တို့ကိုကယ်တင်ခြင်းဖြစ်တယ်နောက်ဆုံးဆရာပြောချင်တာကတော့ကျွန်တော်တို့ရဲ့ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းအပြင်ဘုရားသခင်ကကျွန်တော်တို့ကိုကယ်တင်တာမဟုတ်ပဲနဲ့နော်ဘုရားသခင်ကကျွန်တော်တို့အတွက်အသေးပေးခံအသေးခံပေးရတာနဲ့ဘုရားသခင်ကသူ့သားအပြင်ကျွန်တော်တို့ကိုလွတ်မြောက်စေခြင်းဟာကျွန်တော်တို့ကောင်းသောအကျင့်ကိုကျင့်ဖို့ရအတွက်ကျွန်တော်တို့ရှိဖို့မှာဘုရားသခင်အတွက်အသက်ရှင်ဖို့ရအတွက်ကျွန်တော်တို့ကိုကယ်တင်တာဖြစ်တယ်ဆိုတာလေးကိုအမေရိကန်တကယ်ရစေချင်ပါလေကျွန်တော်တို့ကောင်းသောအကျင့်ကိုကျင့်ခြင်းအပြင်ကယ်တင်ရတာမဟုတ်ဘဲနဲ့ကယ်တင်ခြင်းရရှိပြီးသားသူတွေအားလုံးဟာကောင်းသောအကျင့်ကိုကျင့်ဖို့ရအတွက်ဘုရားသခင်ကိုရှိတယ်ဆိုတာကိုဒီနေ့ကျွန်တော်အနေနဲ့ပြသပေးချင်တယ်။အဲရှိတာကိုမှဘုရားသခင်ကောင်းချီးပေးပါစေ။